Hi everyone, အခုကတော့ Singapore trip သွားဖို့ဆိုပြီးတော့ပြင်ဆင်နေကြတာပေါ့နော်။ဒါက Grab နဲ့ KL Airport ကိုသွားနေကြတာပါ။ခုကတော့လေဆိပ်ရောက်ပြီပေါ့နော်။လေဆိပ်ရောက်ပြီဆိုတာနဲ့နေဒီတို့ check in လုပ်ဖို့တောင်းမယ်။နေဒီတို့ check in လုပ်တာအခါကျတော့ဒီမှာက self check in ပဲလုပ်ရတယ်ပေါ့နော်။အဲ့မှာမနေ့အစိုးရဆိုခါကျတော့လူတွေလည်းတိတ်မရှိသေးတာနဲ့အရင်မဆောင်ခဲ့ရဘူးပေါ့နော် check in လုပ်တဲ့နေရာမှာတော့And this is my airport outfit. ပြီးတော့နေဒီတို့အချိန်လေးရနေတည်တာနဲ့အဲ့ဒီမှာရှိတဲ့ဆိုင်တွေကိုတော့ပတ်ကြည့်ခဲ့ကြတယ်ပေါ့နော်။ကဲခုကလေရင်လေးရောက်ပြီဆိုတော့ကျွန်တော်နေဒီတို့သွားရမယ့် gate ကိုသွားမယ်ပေါ့နော်။မလေးရှားနဲ့စင်ကာပူနဲ့ကအရင်မဝေးတဲ့အတွက်ကြောင့်ပေါ့နော်။လေရင်နဲ့သွားတဲ့အချိန်မှာ45မိနစ်လောက်ပဲစီးခဲ့ရပါတယ်ရှင်။ခုကစင်ကာပူကချန်ကီ airport ကိုရောက်ပါပြီ။ရောက်တာနဲ့နေတို့ arrival form တွေဖြည့်တယ်ပေါ့နော်။ဆင်းတာကတော့ terminal 4မှာဆင်းပါတယ်ရှင်။ပြီးတာနဲ့ terminal 1မှာရှိတဲ့ Jewel Mall ကိုတားဖို့အတွက် bus ကားထပ်ဆောင်ရတယ်ပေါ့နော်။အခုကတော့ bus ကားပေါ်ရောက်ပါပြီ။ terminal 1ကိုရောက်ပြီဆိုတာနဲ့နေဒီတို့အရန်ကိုသွားကြည့်ချင်နေတဲ့ Jewel Rainbow Taxi ကိုသွားကြည့်မှာပဲဖြစ်ပါတယ်။ဒီတို့အကူရောက်တာနဲ့အရန်လာလို့ပေါ့နော်ဓာတ်ပုံတွေလည်းအများကြီးရိုက်ခဲ့ကြတယ်ပြီးတော့အဲ့ဒီရဲ့ Rainbow Taxi ရဲ့ BN နေပေါ့နော်ရထားဖြတ်သွားတဲ့ view ကလေတကယ်အရန်လာတယ်ကွာအပြင်မှာနေ့လေလည်းရောက်ပြီဆိုတော့ဘိုက်လေစာနေကြပြီဆိုတာနဲ့နေ့လေစာတော့စားကြမှာပဲဖြစ်ပါတယ်ရှင်ဒီတို့အမှာပေါ့နော်ဘာစားမလဲဆိုတာရှာနေကြရင်လည်း budget လည်း safe ဖြစ်တဲ့ဆိုင်တွေတစ်ဆိုင်တွေ့ခဲ့တယ်ပေါ့နော်ဒီကတော့နေဒီတို့မှာစားဖြစ်ခဲ့တဲ့နေ့လည်စာလေးပါစားပြီးရနေနေဒီတို့မော်ထဲမှာရှိတဲ့တခြားဆိုင်လေးတွေကိုလည်းတွားကြည့်ခဲ့တယ်ပေါ့နော်ပြီးတော့နေဒီဖနက်ဒီတရလည်းဝင်ခဲ့ပါသေးရဲ့ရှင်ဟာရထားကက်ဝင်နေရပေါ့နော်အဲ့ရထားကက်ကလေးတော်တော်လေးချစ်ဖို့ကောင်းတယ်သူ့ဟာကတကက်ကိုစင်ကာပူဒေါ်လာ$33ပေးခဲ့ရတယ်ပေါ့နော်မော်ထဲမှာလေစရာရှိရလဲလေပြီးွားပြီးဆိုခါကျတော့နေဒီတို့ဟိုတယ်သွားဖို့အတွက်ရထားစီပါမယ်ရထားပေါ်ကလည်းဆင်းလာပြီပေါ့နော်အဲ့တော့ဟိုတယ်ရှင်းနေအောင်လည်းရှောက်သွားပါမယ်ကဲအဲ့ချိန်မှာမိုးကတော့အရန်ရွာလာပါတယ်ရှင်ထီးရလည်းမပါGrab ကလည်းမငားချင်တော့တာနဲ့မိုးကြီးထဲမှာပဲကျမတို့လည်း shopping သွားလိုက်ပါတယ်။ဟိုတယ်ရောက်တာနဲ့အရန်ပင်ပန်းနေကြရဲဆိုတော့အိပ်ပျော်ရကြတာဗီဒီယိုရိုက်ဖို့တွေလည်းမေ့ပင်နိုးလာတော့လေည8နာရီကျော်9နာရီလောက်ရှိနေပြီဆိုတော့ဘိုက်လေစားနေကြပြီဆိုတာနဲ့ညစာတော့စားမှာပဲဖြစ်ပါတယ်။မပါစားမလေးဆိုတာရှာရင်းနဲ့နေဒီတို့နောက်ဆုံးတော့7-11မှာပဲစားဖြစ်ခဲ့တယ်ပေါ့နော်။ပြီးတော့ 7-11မှာလည်းထိုင်စားလို့မရဘူးဆိုတာနဲ့နေလို့လည်းအပြင်မှာပဲဟုတ်တုတ်လေးထိုင်စားခဲ့ရတယ်ပေါ့နော်ပြီးတော့စင်ကာပူကအရင်နာမည်ကြီးတဲ့နေရာတစ်ခုကိုသွားမယ်ဆိုပြီးတော့မှဆက်သွားကြတယ်ပေါ့နော်အဲ့မှာကြရက်ကစားတာပဲယထာကက်ကပတ်စံကုန်သွားပါတယ်ရှင်ပတ်စံဖြည့်မဲ့ချိန်ကြတော့လေဘန်ကက်ကလည်းဘာဖြစ်လဲမသိပါဘူးဖြည့်လို့ကလည်းမရဘူးပေါ့နော်အမှညကလည်းအရန်မိုးချုပ်နေပြီအခုညီရင်တောင်းဖို့ကလည်းတယောက်မှလည်းမရှိတော့တာနေနေတို့အရန်ပင်မနေပြီမနေ့ပြန်မှပဲငါတို့ထပ်သွားလေကြမယ်ဆိုပြီးတော့ပဲနာကအီးလေးပဲတောက်ပြီးပြန်လာခဲ့လိုက်တယ်ပေါ့နော်ဒီတို့ရဲ့ Singapore trip day 1လေးကတော့ Changi Airport မှာပဲတနည်းကုံဆုံးခဲ့ပါတယ်ရှင်နောက်ထပ် day 2မှာဘယ်ရီဆက်သွားခဲ့တယ်ဆိုတာကို Nelly vlog လေးထပ်တင်ပေးပါမယ်အခုကတော့ hotel ပြန်ပြီးနားပါတော့မယ်ကဲအားလုံးပဲ thank you for watching ပါ